ကျွန်တော်တို့အခုမြင်တွေ့နေရတော့ရန်ကုန်မြို့ဘိုးဘန်ကွဲရှေ့မှာပဲဖြစ်ပါတယ်ဟိုတမတော်စစ်ကားအများပြားနဲ့ရဲလုံခြုံရေးအများပြားကိုတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီဘက်မှာလည်း CDN လှုပ်ရှားမှုကိုဆန္ဒလာပြတဲ့လူငယ်တွေအများပြားလည်းရှိပါတယ်ဘာမှဟစ်ကြေးတန်နေတော့မអော်သေးပါဘူးတော်တော်ဆိုတော့ငင်းငင်းကြမ်းကြမ်းပဲဆန္ဒထုတ်ဖော်နေကြတာကိုတွေ့ရပါတယ်ခင်ဗျဖယ်ရီသားတွေကြည့်ရကျူးကျူးကျဲဒီမှာပုံရှိတယ်ဘယ်လိုပြောလဲအားရှိပါတယ်နောက်ဒီလိုပါအင်တာဗျူးလေးချိန်ပြီးအင်တာဗျူးလေးချိန်ပြီးကျွန်တော်တို့ရောက်နေတဲ့ဌာနမှာလည်းအင်တာဗျူးလေးချိန်ပြီးပါဒီနေ့ဌာနကထုတ်ခေါ်ရတယ်ဟုတ်ပါဘူးပါခဏလေးနော်ခုနကလည်းပြောခုနကလည်းပြောပါဒီကပြောမှာဆိုပါလားဒီမှာဒီနေ့ပြပေါ်လာဆိုရရင်လေဆက်တော့အားလာတယ်ရောက်သွားလေဒါလေးပါဒီမှာမိတာဒီနားမှာမိတာအားရမိတာမမင်္ဂလာပါဗျဒီနေ့အမတို့ဒီမှာဆန္ဒလာထုတ်ခေါ်ရတဲ့အကြောင်းလေးပေါ့တရားလေးနည်းနည်းပြောပြပေးပါဆိုတော့ဒီဆက်အာဏာရှင်စနစ်ပေါ့နော်ကြာဆုံးဖို့လုပ်တဲ့နေရာမှာဒီ CDM လို့ခေါ်တဲ့ဒီပြည်သူလူထုရဲ့လုံကနေပြီးတော့အမိန့်မနာခံမဲနဲ့စတင်တဲ့လှုပ်ရှားမှုကအကောင်းဆုံးနည်းလမ်းတစ်ခုပါအဲ့ထဲမှာဒီဝန်ကြီးဌာနဘောင်းဆောင်ကနိုင်ငံဝန်ထမ်းတွေအစုံလင်ပေါ့နော်ပါဝင်မှုတင်ပါတယ်အဲ့ထဲမှာအရေးကြီးတာကတော့ဒီပြောမှဆိုလို့ရှိရင်ကျန်းမာရေးခန္ဓာပြီးတဲ့အခါကျလို့ရှိရင်ဒီတေပို့ဆောင်ရေးစနစ်တွေရောဒီအပြင်ကိုအားလုံးရက်ဆိုင်လိုက်နိုင်တာကဘဏ်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒါကြောင့်မလို့မြန်မာနိုင်ငံရဲ့ဒီဗဟိုဘဏ်ဝန်ထမ်းဒီဗဟိုဘဏ်ကတော့အားလုံးဘဏ်တွေရဲ့အချုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံဗဟိုဘဏ်ထဲမှာရှိတဲ့ဒီနိုင်ငံဝန်ထမ်းတွေဒီဘဏ်ဝန်ထမ်းတွေကအားလုံးပူးပေါင်းဆောင်ရွက်ပေးဖို့အတွက်ကိုလာပြီးတော့ပူးပေါင်းဆောင်ရွက်တာပါဒီဘဏ်ဝန်ထမ်းတွေအားလုံးဒီ CDM ထဲမှာပူးပေါင်းပါဝင်ပေးဖို့အတွက်ကိုဖိတ်ခေါ်တဲ့အနေနဲ့လာရောက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ရန်ကုန်မှာဒါစစ်ကားတွေလည်းအများအပြားနောက်ဒီတက်ငါးလိုကားမျိုးတွေလည်းပါတယ်ဒါကြီးကတော့ကျွန်တော်ငင်းချမ်းလာဆန္ဒလာထုတ်ပေါ်နေတဲ့လူတွေကိုချင်းချောက်တဲ့သဘောမျိုးဖြစ်နေတာဒီဘောဘာများလိုမျိုးပြောကြတယ်ကျမတို့မှာပေါ့လူသားတယောက်အနေနဲ့ကျမတို့မှာလူခွင့်ရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ပါပေါ့နော်ကျမတို့ freedom of expression လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်အခုစစ်အာဏာရှင်သိမ်းတဲ့နေရာကိုကျမတို့မကျေနပ်ဘူးကျမတို့အလိုမရှိဘူးစစ်အာဏာရှင်စနစ်ကိုအလိုမရှိဘူးဆိုတော့ကျမတို့ရဲ့ဆန္ဒကိုလွတ်လပ်စွာဖော်ထုတ်ပြသတဲ့နေရာမှာဒီလိုမျိုးစစ်ကားတွေလာတယ်ကျမတို့လက်နက်တွေတင်ကားတွေအပြည့်နဲ့လာတယ်ဆိုတာကကျမတို့ချင်းချောက်မှုတစ်ခုပါပဲအဲ့တော့ကျမတို့ကပြောမှဆိုပြည်သူလူထုကလက်နက်လဲကျမတို့တစားမပါတာမဟုတ်ဘူးကျမတို့ငြိမ်းချမ်းစွာပဲကိုယ်ဆန္ဒကိုထုတ်ဖော်တာထုတ်ဖော်တာဖြစ်ပါတယ်သို့တော်လည်းပဲဒီဘာကပြန်ကြည့်မယ်ဆိုလို့ရှိရင်စစ်တပ်လက်နက်တွေလည်းပြည့်စုံပါတယ်ကြီးကားအင်ဂျီတွေရောတင်ကားတွေရော
ရဲဝန်ထမ်းအလုံးလုံးနဲ့မနက်ကဆိုရင်ပုံများပါတယ်ကားတွေတော်တော်အရေးတော်တော်များတယ်အစီး20လောက်ရှိတယ်အခုဒါရော့ကျသွားတာပေါ့နော်သူတို့အင်အားထပ်ပြီးတော့သူတို့တခြားနေရာကိုရွှေ့လိုက်လို့ပါဆိုတော့လူနည်းစုတစ်ခုကပြည်သူလူထုကဘာလန်းနာမှမရှိတဲ့ပြည်သူလူထုကိုဒီလိုမျိုးလာပြီးတော့ကျမတို့အရှိမလာပြီးတော့ပိတ်ထားတယ်ဆိုတာကကျမတို့ချင်းချောက်မှုတစ်ခုပါပဲဒါကြောင့်မလို့ကျမတို့စစ်အာဏာရှင်စနစ်အောက်မှာတေးကြပါတယ်လူခွင့်ရေးဆိုတာရှိမှာမဟုတ်ပါဘူးကျမတို့တို့ရဲ့လုပ်ရက်ကိုပို့ပြီးတော့အယုံကြည်မရှိပါဘူးပြောချင်ပါတယ်ကျေးဇူးပါဗျာဟုတ်ကဲ့ကျေးဇူးပါဟုတ်အခြားအင်တာဗျူးတွေကနည်းနည်းဟိုဖြစ်တယ်ဟုတ်ကဲ့ပါဒီနေ့ဒီဘိုးပန်ရုံးချုပ်ရှင်းမှာပေါ့နော်အမတို့ဒီ CDN လှုပ်ရှားမှုအတွက်စနထုတ်ဖော်နေတာတွေ့တာပေါ့နော်ဒီအကြောင်းလေးနည်းနည်းလေးပြောပြပေးပါလားဟုတ်ကဲ့ပါကျွန်မနာမည်ကစပြီးပြောပြမယ်နော်ကျွန်မနာမည်ကတော့ဒေါ်ဖြူဖြူဖြစ်ပါတယ်ကျွန်မနိုင်ငံရေးအကျဉ်းသားအချင်းသူတယောက်ဖြစ်ပါတယ်ကျွန်မအဖေကတော့2088အရေးခင်းမှာဗိုလ်ကြီးစီသူအမှုနဲ့ပါသွားတဲ့နိုင်ငံရေးအကျဉ်းသားဥအောင်သိန်းဖြစ်ပါတယ်သူရဲ့သမီးဖြစ်ပါကလေးတွေရဲ့ကျွန်မလာပြီးဝင်းရံပေးရတာကလေးတွေရဲ့ဒါအနာဂတ်ပြောင်းနေတယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုကလေးတွေရဲ့ဒီမှာအကုန်လုံးဆန္ဒထုတ်ပေါ်နေရုံတက်တဲ့လူတွေကိုကျွန်မတို့ကရုံမတက်စေချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာလက်နက်တွေကင်ပြီးတော့ကလေးတွေကိုဒါပြီးအာနာရေးပြပြီးချင်းချောက်နေတာကြီးကတိတ်ပြီးတော့တဘာဝမကြပါဘူးဘာဖြစ်လို့လဲဆိုဒီကလေးတွေရဲ့အနာဂတ်တွေကဒီ88ကျမတို့အာနာသိမ့်နေဆိုတာကြီးရတယ်ကျမအနေနဲ့ဆိုကျမအသက်အရွယ်နဲ့ဆိုရင်နှစ်ခါကြုံပြီးပါပြီဒါမျိုးကမဖြစ်တဲ့ကိစ္စတစ်ခုပါအခုကလက်နဲ့သူတို့ကဒီလက်နဲ့ကြီးတွေချင်းချောက်ပြီးတော့ဒီအာနာသိမ့်နေဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒီကလေးတွေရဲ့အနာဂတ်ကိုဘယ်လိုဆက်လုပ်ကြမှာလဲဒါတွေကိုလူကြီးတွေမြင်မှုကောင်းပါတယ်ဒီလက်နဲ့တွေကင်ပြီးတော့ဘာလက်နဲ့မှမရှိတဲ့ကလေးတွေကိုကြောက်နေတယ်ဆိုတော့တိတ်တော့တဘာဝမကြပါဒါလေးကိုတော့နည်းနည်းလေးမြင်စေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီတော့ဝိဆာဘောဒီလိုမျိုးအမှန်လည်းမနေရကြတယ်အလုပ်လုပ်လိုက်ဆိုတော့အဲ့ဒါဘုရားလည်းအမှန်မှန်ဘူးလေဒီလိုမျိုးအမှုကြီးတွေမှာအဲ့ဒီစကားတွေတင်လာရလို့ရှိမှာကားရှိတယ်ဒီကအငယ်တုံးဝင်းလေးထောက်ရတယ်ကျွန်တော်ရက်လည်းမမြင်ဘူးမနေ့ကမမြင်ဘူးဒီမောင်လေးအော်ရတယ်ဘယ်လိုလဲလုံးတက်တာလဲလည်းရောက်ပါလိမ့်ကားရှိမှတော့တော့လေမတို့မင်္ဂလာပါဗျမတို့ဒီဘိုးပန်ရှိမှလေလာပြီးတော့ဆန္ဒထုတ်ဖော်ကြတဲ့အကြောင်းလေးပေါ့ဒီသဘောထားလေးနည်းနည်းပြောပြပါလားဗျ
တဘောခဏခဏလုံးလေးအရင်မထုံးနေလေခဏစဉ်းစားကြည့်ပြောမယ်လေဟိုအဓိကတော့အားလုံး CDM လုံးနေတဲ့အချိန်မှာဗဟိုဘဏ်ကျတော့နိုင်ငံတနိုင်ငံရဲ့ main ပဲလေအဲ့လိုဆိုတော့သူတို့ကိုလည်း CDM လုံးစေခြင်းတယ်အဲ့ဒါမှလည်းရွယ်ချက်အထမြောက်မှာပေါ့နော်အဲ့ဒါကြောင့်ပါဒီဝန်ထမ်းအားလုံးဆိုတဲ့ဟာမှာအမားတို့လည်းဒီပုဂ္ဂလိကဝန်ထမ်းတွေလို့သိမှန်ပါတယ်ဒီ CDM လုံးနေရလားမှန်ပါတယ်အချင်းတွေလည်းတရားလေး private bank ကပါ CDM လုံးနေပါတယ်ဟုတ်တို့ဒီရန်နေရာကတစိမ့်တစ်ပိုင်းမှာဆက်လက်သွားနေတဲ့နေရာမှာမပါခြင်းလို့ပေါ့နော်အဲ့ဒါကြောင့် CDM လောက်တာပါအမားတို့ရဲ့ CDM လှုပ်ရှားမှုကိုဘယ်လောက်ထိဆက်လုပ်သွားမယ်လို့ဟိုဟာအခြေအနေတစ်ခုပြောင်းလဲတဲ့အထိပေါ့ဘယ်လိုအခြေအနေထိလဲဗျအခြေအနေတစ်ခုဆိုတာကဒီဟိုဒုက္ခမလဲအဓိကကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးသမရဝင်းမြင့်ပြန်လဲသူ့နေရာသူပြန်သွားရေးပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ဆက်အာဏာဒီထုတ်သိမ်းတာကနေပြီးတော့လွတ်မြောက်ရေးပေါ့အဲ့ဒါအဲ့သုံးချက်ပေါ့မင်းကတော့ဒီမိုကရေစီရရှိရေးပေါ့အခုကကျတော့ဒီမိုကရေစီလို့ပြောပေးမယ်လေဒီမိုကရေစီဆက်ဆံသွားနေတာမှမဟုတ်တာတို့တကယ်နော်ကိုတို့အခုချိန်နေပေါ့နော်ကျွန်တော်တို့ဒီနေ့မြင်တွေ့ရတာဆိုတော့ကျွန်တော်ဒီနေ့ဆန္ဒထုတ်ဖော်တဲ့လူတွေကငင်းငင်းကြမ်းကြမ်းပဲအရင်နေ့တွေကလိုမျိုးကြွကြော်တန်တွေမကြားရလဲတွေ့ရပါအဲ့အရာတွေကဒီစစ်ကားတွေအခြေအနေလုံခြုံရေးယူထားလို့အမတို့မអော်ကြလားဗျမဆိုင်ပါဘူးတို့ကငင်းချမ်းစွာနဲ့ရင်ကျေးစွာဆန္ဒပြကြတာပါဒီလိုအော်နေမှလည်းတို့လည်းကြားနိုင်မယ်မထင်ဘူးလေအဲ့တော့အ ਨੇ ဆုံးတော့ဒီလိုစာမုတ်တွေမြင်နေ slogan တွေမြင်တော့အ ਨੇ ဆုံးတော့ဘယ်လိုခေါ်မလဲ consideration ရှိပါစေဆိုပြီးတော့ဆန္ဒနဲ့လာပြတာပါကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါမလေးနဲ့ကိုတက်စီချဲ့တယ်။ဒါမျိုးဆက်တော့တက်လာ။ဒီကားတွေကိုဖိတ်တယ်
ညီမမင်္ဂလာပါဗျဟုတ်ညီမတို့ဒီနေ့ပေါ့နော်ဟိုဘူပန်ရုံးချုပ်ချင်းမှာလာပြီးဆန္ဒထုတ်ပေါ်ရတဲ့အကြောင်းရင်းလေးနည်းနည်းပြောပြပါလားဒီနေ့CDN လောက်တဲ့သူတွေကိုအပိတ်ထောက်ခံမှုပေါ့နော်ဝေးရမှုပြီးတော့ဒီ CDN လုံးနေတဲ့သူတွေပေါ့နော် CDN လုံးနေတဲ့သူတွေရောမလုံးတဲ့သူတွေရောအကုန်လုံးပေါ့နော်ဒီ CDN မှာပါဝင်ပေးကြဖို့ CDN မှာပါဝင်ပေးမယ်ဆိုရင်ဒီနောင်သားဂျန်ဆက်တွေအတွက်လည်းပို့ပြီးတော့ဟိုထိရောက်တယ်ပေါ့ဟုတ်ပြီးတော့ဒီ CDN မှာပါမယ်ဆိုဒီစစ်အာဏာရှင်စနစ်ကစစ်အာဏာရှင်ကလုံးဝခံမှာမဟုတ်ဘူးသူတို့ရဲ့ဆန်းနေရကြီးကဒီ CDN ကိုလေပန်းနိုင် CDN ကိုလုံးရင်သူတို့လေပန်းနိုင်မှာမဟုတ်တော့တဲ့အတွက်ဘယ်နေရာမှမလိုဘူးပေါ့နော်ဒီလုံးဖို့ညီမတို့အတက်နိုင်ဆုံးဒီနှစ်ပတ်လောက်ပဲဖြစ်ပေါ့နော်တောင်းခံပေးဖို့ပြောချင်ပါတယ်ဒီ CDN မှာပါဝင်ပေးကြတဲ့ဝန်ထမ်းတွေအားလုံးလေကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ပါဝင်မှုခက်ခဲနေတဲ့ဝန်ထမ်းတွေပါဝင်မှုစ조사နေတဲ့ဝန်ထမ်းတွေကိုလည်းဒီကနေပြောချင်တာပါဝင်ပေးကြပါအမားတို့အကိုတို့ပါဝင်ပေးကြမှာညီမတို့အနာဂတ်တွေကရှေ့လျှောက်ပြီးတော့သွားလို့ရမှာပေါ့နော်အဲ့ဒါအထူးမေတ္တာရက်ခံပါတယ်ပေါ့နော်အသိအကြိုင်းမလိုတော့ပါဘူးညီမတို့ပန်းနိုင်ရလဲရောက်တော့မှာပါဟိုအခုညီမတို့တိုင်းပြည်ကဘာဖြစ်ဖွံ့ဖြိုးနေစားဖြစ်နေပြီပေါ့နော်ဒီလိုခြေနေကြီးကိုပြန်မရောက်ချင်ဟိုညီမတို့လူကြီးတွေပြောထားဘူးတဲ့88ဆိုတဲ့ဒါရရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အခုအဲ့ဟာကိုပြန်မသွားချင်ဘူးဒါကြောင့်မို့ဟိုအားလုံးဝိုင်းပြီးပါဝင်ကြမှာပဲရမှာပေါ့နော်ပြည်သူချင်းကောက်ကွယ်မှရတော့မယ်ဘယ်သူမှအားကိုးလို့မရတော့ဒါကြောင့်ဟိုညီမတို့ပြည်သူရဲ့ညီမအမတို့အားကိုးတဲ့အမေစုကပြန်ပြီးထွက်လာပြီးညီမတို့ဥဆောင်နိုင်မှာပေါ့နော်အခုကတော့အားလုံးကဦးမင်းကိုနိုင်ပြောလို့ပဲတွဲတိုင်းမှာစကောင်းနေနဲ့ကိုပဲခေါင်းဆောင်ကိုပဲနောက်လိုက်အဲ့လိုသွားမှရမယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဝန်ထမ်းတွေပြောချင်တာပါဝင်ပေးကြပါ CDN မှာပေါ့နော်ဟုတ်ကဲ့ဟုတ်ညီမတို့ကိုကြည့်ရတာဒါ generation set ထဲမှာလည်းပါဝင်မဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့အသက်ရအဲ့တော့ဒီစစ်အာဏာရှင်သိမ်းလိုက်တဲ့အပေါ်ပေါ့နော်ညီမတို့ဗာများပြောချင်တယ်ညီမတို့ခံစားချက်ဘာရှိမလဲပြောဒီစစ်အာဏာရှင်သိမ်းလိုက်တဲ့ပုံပြောချင်တာတော့ကိုရဲ့ပြောကြရမလို့ပါတော့သိနေကြပြီပါလို့မဖြစ်သင့်ဘူးပေါ့နော်အခုချိန်မှာဒီလိုခေတ်မှာအာဏာပြန်သိမ်းတယ်ဆိုတာမလုပ်သင့်ဘူးပေါ့နော်ညီမတို့ကအပြင်းထန်ရောရှုံချတယ်လုံးဝမကြိုက်ဘူးပေါ့ဟုတ်ကဲ့ကိုဟုတ်ကျောင်းတွေပြန်ဖွင့်တော့မယ်အချိန်ဒီဟိုကိုဗစ်ကြီးပြီးတော့မယ်ပြီးအကုန်လုံးဆေးတွေလည်းရနေပြီဆိုတဲ့အချိန်ကြမှာဒီလိုမျိုးကြီးအာဏာသိမ်းသွားတယ်ဆိုတဲ့ဟိုစနစ်အာဏာသိမ်းသွားဆိုတာလုံးဝမယုံနိုင်အောင်ဟိုဖြစ်တယ်ပေါ့နော်ဒီအာဏာရှင်စနစ်ကိုလည်းလုံးဝရှုံချပါတယ်လုံးဝကန့်ကွက်တယ်လုံးဝသူတို့ရဲ့အာဏာရဲ့အောက်မှာမနေပါဘူးဟုတ်သူတို့ကပြောတယ်လက်ရှိကအာဏာခဏသိမ်းတယ်ပေါ့နော်ပြီးရင်တစ်နှစ်အတွင်းမှာရွေးကောက်ပွဲပြန်ကျင်းပပြီးအနိုင်ရတဲ့ပါတီကိုပြန်ပြီးကျွဲပြောင်းပေးမယ်ဆိုပြီးဒီပေါ်ညီမတို့ယုံကြည်မှုရှိတာအနိုင်ရတဲ့ပါတီကိုသူတို့ကဟိုဖမ်းထားပြီးတော့ဒီသူတို့ပြည်သူကလိုလားလားမလိုလားလားဆိုတော့ဒီလူအုပ်ကြီးကိုကြည်ရတယ်သိနိုင်တယ်ပေါ့နော်ပြီးတော့ဟာမယုံကိုရဲ့သိလားဖုံးဖွင့်လေးပြောရရင်လေရှေ့မှာလဲတာရကတွေအများကြီးရှိခဲ့တာပဲသူတို့ရုံးမာတဲ့အကြံစီနဲ့ဒီလိုမျိုးလုပ်နေရတော့ဘယ်သူမှတော့ဒီသူတို့ကရွေးကောက်ပွဲပြန်လုပ်ပြီးဒီမဲခိုးတယ်ဆိုတဲ့ကိစ္စကိုပြန်လုပ်မယ်ဆိုတာသူတို့အုံနောက်မရှိရလောက်ရပဲဒါဖြစ်လို့ဆိုတော့ဒီလူအုပ်ကိုကြည်ရတယ်သူတို့ထောက်ခံလားမထောက်ခံလားဆိုတာသိရပါတယ်သူတို့လည်းသိမှာပါတိတိရနဲ့ကိုလုံနေကြရဲဆိုတော့လေဟိုခံယူချက်ကွာနေလို့ပဲပြောမှာပဲလူတွေမအိပ်ရဘူးလက်လိုက်ပြီးတော့ဟိုဟာတွေချဒီဟာတွေချနေအဲ့လိုမျိုးကြီးလုပ်နေရတော့လုံးဝမဖြစ်တင်ဘူးပေါ့နော်ပြီးတော့ရဲတွေဆိုတာလေပြည်သူကိုကာကွယ်ပေးရမယ့်အချိန်မှာပြည်သူကိုမကာကွယ်ဘဲနဲ့ဒီအာဏာရှင်တွေနဲ့ပူးပေါင်းနေရဆိုတာကတော့ဒါလုံးဝမဖြစ်တင်ဘူးပေါ့နော်ပြည်သူကကြွေးထားတဲ့ထမင်းပြည်သူကထောက်ပံ့ပေးထားတဲ့ထောက်ပံ့နေတဲ့နေပြီးတော့ဒီပြည်သူကိုမထောက်ပံ့ဘဲနဲ့ဒီအာဏာရှင်စနစ်ဘက်ကနေလိုက်နေဆိုတာမဖြစ်တင်ဘူးပေါ့နော်ဒီအခုနောင်သားတွေလည်းရောဒီလိုမျိုးသမီးတို့အရွယ်တွေရောဘယ်သူမှလည်းဒီလိုမျိုးစနစ်ကြီးကိုထောက်ခံမှာမဟုတ်ပါဘူးဘာလို့ဆိုတော့အုံနောက်ရှိရသူတွေမလို့ကျေးဇူးတင်ပါတယ်ညီမတို့ဟုတ်ကျေးဇူးတင်ပါတယ်我也要跳了。
多耶！